ကျွန်တော်အောက်ကမြေပြင်ကြီးဟာရုတ်တရက်အသက်ဝင်လာသလိုလှုပ်ရှားလာပါတယ်တက်ရှိရီလိုအရာဝတ္ထုတစ်ခုကကျွန်တော်ခန္ဓာကိုယ်ထဲကိုတိုးဝင်လာပြီးတကူအောင်ကိုဝတ်စုံကာကွယ်တစ်ခုလိုလာရောက်ရှိဘက်ကပုံမအနေရများတဲ့တတဝါဆန်းတစ်ခုဖြစ်ပြောင်းလဲပစ်လိုက်ပါတော့တယ်ကျွန်တော်ရဲ့စွမ်းအားတွေဟာချက်ချင်းပဲပောက်ကွဲထွက်လာပြီးဘေးနားကလူတွေကိုပါလွှမ်းမိုးသွားပါတယ်တတဝါထင်းချောင်းသူမကကျွန်တော်ကိုတားဖို့သူမစင့်ခေါ်ထားတဲ့တတဝါကြီးကိုဆေးလွတ်လိုက်ပေမဲ့ကျွန်တော်ကတော့တစ်ချက်တည်းနဲ့လွင့်ထွက်သွားအောင်ရိုက်ချလိုက်ပါတယ်အဲ့ဒီကောင်ကိုအပြက်ရှင်းဖို့အနီးကပ်တိုးသွားတဲ့အချိန်မှာပဲပြင်းထန်တဲ့အားတစ်ခုကကျွန်တော်ကိုဝင်ဆောင်လိုက်ပါတယ်ဘီယာတယောက်တိုက်ပွဲတဲ့ဝင်ပါလာတာပါသူမကအင်အားတက်တက်ကိုပဲတုံးမှာမဟုတ်ပဲနဲစနစ်နဲ့အရှိန်ဟုန်ကိုအသုံးချပြီးကျွန်တော်ရဲ့တိုက်စစ်ကိုလမ်းကြောင်းလွဲကစစ်တလင်းရဲ့တစ်ဖက်စီကိုလွင့်ပစ်လိုက်ပါတယ်ကျွန်တော်လဲဒေါသရကြီးဟိမ့်ဟောက်ပြီးသူမစီပြန်ပြေးဝင်ကအနီးကပ်အကျိတ်နဲ့ရှင်ပြိုင်ပါတော့တယ်ဒါပေမဲ့ကျွန်တော်တို့ရဲ့အသင်းဖော်တွေကတော့ဘာမှတောင်မတုတ်ပြန်ကြပါဘူးသူတို့ကဘေးကနေအေးဆေးပဲအချိုရည်တောက်ရင်းဒီတိုက်ပွဲကိုပွဲကြည့်ပရိသတ်လိုထိုင်ကြည့်နေကြတာပါဘီယာကတော့လုံးဝကိုတည်ငြိမ်နေပြီးတီးကြတဲ့လှုပ်ရှားမှုတွေနဲ့အကွာအဝေးကိုထိန်းထားပါတယ်နောက်ဆုံးမှာတော့သူမကအကွက်ကွင်းတစ်ခုကိုတွေ့သွားပြီးဓာတ်နဲ့ကျွန်တော်ကိုမြေပြင်မှာဖိဆွဲထားလိုက်ပါတော့တယ်ပြီးတဲ့နောက်သူမကရှေးဟောင်းဆေးဘက်ဆိုင်ရာကိရိယာတစ်ခုလိုစမ်းပြတဲ့ပစ္စည်းတစ်ခုကိုထုတ်လိုက်ပါတယ်ပြီးတော့ကျွန်တော်ကြောကုန်းမှာကပ်ပြီးခလုတ်ကိုဆွဲညစ်လိုက်တဲ့အခါအတချောင်းဆိုင်ဝင်လာပြီးကျွန်တော်ကိုဝါးမြူနေတဲ့ပရန်ပါရာစွမ်းအင်တွေကိုစုပ်ထုတ်ပစ်လိုက်ပါတယ်အဲဒီနောက်မှာတော့ကျွန်တော်ရဲ့ကဘာကြီးတစ်ခုလုံးမောင်တီးကျသွားပါတော့တယ်ကျွန်တော်ပြန်နိုးလာတဲ့အချိန်မှာတော့ဘီယာကဘေးနားမှာထိုင်ပြီးလက်ကင်ကိန်းဆက်လေးနဲ့အေးဆေးကိန်းစော့နေပါတယ်တတဝါထင်းချောင်းသူမကကျွန်တော်ကိုတခုခုလာပြောပေမဲ့ကျွန်တော်ကတော့စိတ်ပြတ်အားငယ်မှုတွေနဲ့နှမြုပ်နေရပါကျွန်တော်ကိုတက်ပစ်လိုက်ဖို့ပဲသူတို့ကိုတောင်းပန်နေမိပါတယ်ဒီတော့မှဘီယာကကျွန်တော်ကိုလွတ်ပေးပြီးအမှန်တရားကိုရှင်းပြပါတယ်အခုဆိုကျွန်တော်ဟာတဝက်ကတတဝါဆန်းဖြစ်နေပါပြီကျွန်တော်ရဲ့ချိတ်ဆက်မှုအမှုတွေကျစီးသွားခဲ့တာမို့လူသားတွေရဲ့တက်ဆောင်စွမ်းအင်ကိုမဆုပ်ယူရင်ကျွန်တော်တည်သွားမှာဖြစ်ပါတယ်ရန်ကိုတိုက်ခိုက်ခဲ့တာကလည်းတမင်ရဲချက်ရှိလုပ်ခဲ့တာမဟုတ်ပဲဒရိဆန်ရိုင်းတွေရဲ့ပင်ကိုဘီစိတ်ကြောင့်ဖြစ်သွားခဲ့တာပါအဲဒီနောက်မှာတော့ဘီယာကတကယ်အန်ရဲ့အစစ်အမှန်ကိုထုတ်ပြောပါတော့တယ်ဒီမာနာစနစ်ကြီးကအမြဲတမ်းလူသားတွေကိုပဲအစာကျွေးပြီးရှင်းတန်လာခဲ့တာပါအခုတော့စတားဆပ်ပိုင်ရဲ့လို့ခေါ်တဲ့အန်ရဲ့အစ်တစ်ခုထပ်ပေါ်လာပြီးပိုမိုတန်မာတဲ့ဘီလူတတဝါတွေကိုတည်ဆောင်လာပါတယ်ဒါပေမဲ့အဲဒီယာရဲ့ဗဟိုချက်မှာတော့မာနာရဲ့အဓိကထိန်းချုပ်မှုစနစ်စီကိုတိုက်ရိုက်ဥတည်နေတဲ့တကားပေါက်တစ်ခုရှိနေပါတယ်ဒါကိုတယောက်ယောက်ကသာရောက်အောင်သွားနိုင်ရင်မာနာစနစ်ကြီးကိုအတွင်းထဲကနေပြီးတိုင်ဖျက်ဆီးပစ်နိုင်မှာပါဒါပေမဲ့တာမန်လူသားတွေကတော့အဲ့ဒီတားဆီးကိုဖျက်ကျော်ဖို့မရှင်တန်နိုင်ကြပါဘူးတကားဝကိုလက်နင်းလိုက်တာနဲ့ချက်ချင်းတေဆုံးသွားမှာဖြစ်ပါတယ်ကျွန်တော်လိုလူသားစစ်မဟုတ်တော့တဲ့သူမျိုးပဲဒီလမ်းကိုဖျက်ကျော်နိုင်မဲ့အခွင့်အရေးရှိတာပါနောက်တော့ဘီယာကလမ်းကြောင်းကိုဖွင့်ပေးလိုက်ရအပြင်ဘက်မှာစီကားနေတဲ့မြေပြင်ခြေချနေထိုင်ရာဒေသတစ်ခုကိုမြင်လိုက်ရပါတယ်တင်းကျပ်လုံးနဲ့မျောစင်လူဖွဲ့စည်းနေမတူပဲဒီမှာကြံရည်သူတွေကတော့စိတ်ခံစားချက်ဆိုတာအားနည်းချက်မဟုတ်ပဲခွန်အားတစ်ခုလို့ယုံကြည်ကြပါတယ်ဒီတော့မှအနာဂတ်ကိုပြောင်းလဲနိုင်မဲ့တူရဲတော်သူဟာကျွန်တော်ရဲ့ဆိုတာသဘောပေါက်သွားပါတော့တယ်အားငယ်စိတ်ပြတ်မှုတွေဟာပြတ်သားတဲ့ဆုံးဖြတ်ချက်အဖြစ်ပြောင်းလဲသွားခဲ့ပါပြီကျွန်တော်ဆက်ပြီးထွက်ပြေးမှာမဟုတ်တော့ပါဘူးအခုကစားပြီးပြန်လဲတိုက်ခိုက်ရမယ့်အချိန်ရောက်ပါပြီ